တော့ကျွန်တော်တို့ယုံရဲ့အပင်နေပေါ့ဗျာဒီပင်တွေကိုကျွန်တော်တို့တွေတူးတယ်တူးပြီးရောင်းတယ်အားတော့ကျွန်တော်တို့လုပ်ရဲ့ဘန်းချမ်းပေါ့ဗျာပြောမယ်ဆိုခေါင်းဆောင်ပေါ့ကျွန်တော်လုပ်ရဲ့ခေါင်းဆောင်ကားလဲတူပဲအလုပ်လဲတူပါပဲသူစကားနားထောင်ပြီးကျွန်တော်တို့အလုပ်လုပ်ရတော့အားကြောင့်မလို့အလုပ်ပြီးလို့ရှိရင်သူ့လဲရှော့ရတယ်ကျွန်တော်တို့တွေဘီယာဝယ်တိုက်လိုက်မုံဝယ်ကျွေးလိုက်ဒါမှလည်းကိုယ်တွေအလုပ်ကိုသိမခိုင်းမှာစီပန်းချမ်းကျွန်တော်တို့ခုနဖြတ်တဲ့နေရာကိုပြန်သွားနေပါဘောနော်ကျွန်တော်တို့ရောကြောက်ခဲလေးရောင်းတယ်ကြောက်ခဲလေးရောင်းမလို့အပင်တွေလေးရောင်းပါတယ်ဗန်းပင်ထင်းရှူးပင်အဆုံရှိပါတယ်